ကျင်နာသူကိုအနာရှိနေခိုက်ဟာဘဝရဲ့အသာရဆုံးအခါဒီအချိန်မှာကိုကြည့်ရနဲ့သူကိုတနာလာမိတယ်မကျင်လေခဲ့ဘူးတဲ့တစိမ့်နဲ့မှာစိတ်အားငယ်လာရော့မယ်တခါတလေအပေါ်စီကဆက်ဆံမိတာတွေ့ပြီးရနာမဆုံးပါတကယ်ဆိုရင်ကိုကြိုးစွန်ပြီးဒုက္ခများချက်လာရရှာဘာဆိုဘာမှလေတုံ့ပြန်ရင်လည်းလုံးမပေးနိုင်ခဲ့ဒီကစားပြီးရှိကိုဆိုသူရဲ့လိုအင်းရှိတာတွေသိအောင်ကြိုးစားရင်လေကိုဖြည့်စွမ်းမယ်စာပြီးရှိကိုဆိုသူအပေါ်ထားပါစေငဲ့ညာမယ်တန်နိုင်သလောက်ကိုယူဆိုင်မယ်တဲ့ချစ်စေမြတ်တာသဘောဟာပညာခံယူခြင်းပါဘယ်နေရာမဆိုတစ်ဖက်စွန်ကြရင်တယောက်တော့နဲ့နာရစမြဲမပြေလေခဲ့သေးတဲ့နောင်ချစ်ကြွေးတွေပေးစားချစ်တဲ့